Hey yo ချစ်ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါ Jazz ကိုရှင်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခု Jazz နဲ့အတူချန်နယ်ထူတဲ့လေးတွေကနော်ကိုစီကိုရဲဘော်ရှန်လေးဆရာလူမြင့်ကျော်တို့တင်ဆက်ပြီးတဲ့ဒီနေ့ရဲ့နော်နောက်ဆုံးတဲ့တဲ့ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဟုတ်ပြီထုံးစံတဲ့ Jazz နဲ့အတူဆောင်တဲ့လိုက်ပါကြည့်ဆိုဖို့ဖိတ်ခေါ်ပါတယ်ကဲဟုတ်ပြီစလိုက်ကြအောင်ငါတို့အယိုစီယိုတို့ကာတင်ရင်နဲ့ကာယမီဆိုပြီးတော့ကြွေးကြော်ခဲ့ကြတဲ့မျိုးဘာသာတာဒနာဆိုတဲ့လူတွေအတွက်နော်နောက်ပြီးလို့ရှိရင်ကိုယ်နိုင်ငံကိုတဲ့တလက်မတော့ဖက်မပေးဘူးဖက်ပေးအသားကဖက်ပေးလိုက်မယ်လို့ပြောခဲ့တဲ့မုံညာရောင်းတဲ့ပြောင်ကြီးအတွက်တည်င်းတစ်ခုလာပါတယ်အဲ့ဒါကတော့အိန္ဒိယနဲ့နယ်စပ်မြန်မာနိုင်ငံနယ်စပ်တမူးခရိုင်မှာလက်ရှိအိန္ဒိယကချန်စီယိုကားနေတယ်အဲ့ဒီချန်စီယိုကားတဲ့နေရာမှာမြန်မာဘက်ချန်စီယိုခိုးကားတယ်ဆိုတဲ့တည်င်းကိုရှစ်ရက်ပိုင်းလောက်ကလပိုင်းလောက်ပေါ့နော်ရှစ်တလလောက်ကလာမသိဘူးကျွန်တော်တို့တွေ့ခဲ့ရတယ်အဲ့ဒီပုံမှာဒေတာကန်ကာကွယ်တပ်ဖွဲ့တွေကကန့်ကွက်တယ်လို့ကြားသိခဲ့ရတယ်အိန္ဒိယနိုင်ငံဟာနယ်နိမိတ်ချန်စီယိုကားတဲ့နေရာမှာမြန်မာဘက်ကတောင်းဝင်ရှိတဲ့နော်တော်လိုင်းဘက်ကပဲဖြစ်ဖြစ်လက်ရှိအာဏာသိမ်းတဲ့စစ်ကောင်စီဘက်ကပဲဖြစ်ဘယ်သူမှညှိနှိုင်းမှုမရှိဘဲနဲ့တူတဘောနဲ့တူနိုင်ငံရဲ့နယ်နိမိတ်စီးရိုးကိုသူတို့ကာရှင်တိုင်းကားနေတဲ့အတွက်တော်လိုင်းအင်အားစုတွေဘက်ကအိန္ဒိယအစိုးရရဲ့အဲ့ဒီချန်စီယိုကာရံမှုကိုကန့်ကွက်ခဲ့ကြတာဒါပေမဲ့ဒီကနေ့တော့အိန္ဒိယအစိုးရကတမူးခရိုင်သူတို့အိန္ဒိယပိုင်တဲ့အတွင်းမှာပေါ့လက်နက်ကင်10ဦးကိုပြစ်တက်ခဲ့တယ်အဲ့ဒီလက်နက်ကင်10ဦးဟာနော်သူတို့အိန္ဒိယအစိုးရဘက်ကတင်ထားတဲ့သတင်းတွေအရတော့စစ်ကောင်စီဘက်ကလည်းမဟုတ်ဘူးတော်လိုင်းအင်အားစုတွေမဟုတ်ဘူးတာမန်လက်နက်ကင်မွေးစေဝါလှုပ်တဲ့နော်လက်နက်ကင်အဖွဲ့ပုံစံမျိုးပုံဖော်ပြီးတင်ထားတာတွေ့ဒါပေမဲ့အခုလက်ရှိမြစ်စမတင်လာတဲ့သတင်းမှာတော့ဒီလက်နက်ကင်10ဦးဟာနော်တော်လိုင်းအင်အားစုတွေဘက်ကတမူးခရိုင်ပကဖကြားသိရဒါပေမဲ့အိန္ဒိယဘက်ကတော့ပြောထားတာကလုံးဝတော်လိုင်းဘက်ကမဟုတ်တဲ့ပုံစံပြောထားတယ်အဲ့တော့ဘာဖြစ်လို့ဒီလိုဖြစ်လာလဲသတင်းလေးကိုကျွန်တော်အရင်ဖတ်ပြမယ်အိန္ဒိယမြန်မာနယ်စပ်မဏိပူရပြည်နယ်ချန်တယ်ခရိုင်အတွင်းအာတန်ရိုင်ဖယ်တိုက်တပ်ဖွဲ့ပြစ်ခတ်မှုကြောင့်လက်နက်ကင်10ဦးတေဆုံးခဲ့ကြောင်းအိန္ဒိယစစ်တပ်နဲ့သတင်းမီဒီယာများတွေဖော်ပြကြတယ်ချန်တယ်ခရိုင်နယူးစက်တာရွာအနီးအိန္ဒိယမြန်မာနယ်စပ်တွင်မေလ14ရက်နေ့ကပြစ်ခတ်မှုဖြစ်ပွားပြီးလူ10ဦးတေဆုံးကလက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်းအိန္ဒိယစစ်တပ်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က၎င်းတို့၏လူမှုကွန်ရက်၌ရေးသားထားသည်ထောက်လိုင်းသတင်းများအရလက်နက်ကင်များဝင်ရောက်လှုပ်ရှားနေကြောင်းသိရတဲ့ဖြင့်အာဂန်ရိုင်ဖယ်တပ်မှစစ်စင်ရေးပြုလုပ်ခဲ့တယ်ဟုဆိုတယ်။ဆိုပါစစ်စင်ရေးအတွင်းအိန္ဒိယအာဂန်ရိုင်ဖယ်တပ်က AK47 9လက် RPG လောင်ချာတစ်လက် M4 ကာမိုင်တစ်လက်တလုံးထိုးရိုင်ဖယ်၄လက်နဲ့ကြီးမျိုးစုံသိမ်းဆည်းရမိကြောင်းအိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသတွင်သတင်းများကိုဖော်ပြတဲ့အက်တမိုဂျိုသတင်းစာကမေလ16ရက်တွင်ဓာတ်ပုံတွေတော့ဖော်ပြထားတယ်။အိန္ဒိယစစ်တပ်နဲ့သတင်းစာများတွင်ဖော်ပြတဲ့ကဲ့သို့အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်အတွင်းဝင်ရောက်ခဲ့ခြင်းမျိုးမဟုတ်ပဲအိန္ဒိယမြန်မာနယ်စပ်ထန်းစီရွာအနီးရှိပကဖယာရီစခန်းတစ်ခုကိုဝင်ရောက်စီးနင်းပြီးလူများကိုဖမ်းခေါ်ကအိန္ဒိယနယ်နိမိတ်အတွင်းပြစ်တက်ခဲ့ခြင်းကြားသိရတယ်ဟုတမူးခရိုင်ပကဖနဲ့မိဆက်အမည်မဖော်လို့သတင်းတွေကပြောဆိုတယ်။ခရိုင်ပကဖ10ဦးကြာဆုံးခဲ့တာမှန်ပါတယ်။ဘယ်လိုကနေစဖြစ်တယ်ဆိုတာတော့အတိအကျမသိရဘူး။တာဝန်ရှိသူတွေကအိန္ဒိယစစ်တပ်စီကရုပ်အလောင်းတွေပြန်တောင်းပြီးတကြိုပြီးလို့သိရတယ်ဟုလုံခြုံရေးအရအမည်မဖော်လို့တဲ့စစ်ရေးသတင်းတွေကမျက်စိမှောက်ပြောတယ်။ယခုတေဆုံးတဲ့ပကဖတပ်ဖွဲ့ဝင်များဒီမြန်မာနိုင်ငံတွင်2021ခုနှစ်ကအာဏာသိမ်းပြီးဖြုတ်ချခံရတော့လွှတ်တော်အမတ်များနဲ့ဒီမိုကရေစီအရေးလှုပ်ရှားတက်ကြွသူများနဲ့ဖွဲ့စည်းထားသည့် NUG အစိုးရလက်အောက်ခံများဖြစ်နိုင်ကြောင်းအက်စမိုဂျိုသတင်းစာတွေရေးသားထားတယ်။ရင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးအသေးစိတ်သိရှိရင်တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖတောင်းရှိသူများကိုမိသမာနေဖြင့်ဆက်သွယ်လျက်ရှိပါတယ်။လက်တော်တွေအိန္ဒိယမြန်မာနယ်စပ်မြင်းအနီးနဲ့အိန္ဒိယအစိုးရကချန်စီယိုကာယံလှုပ်ဆောင်နေမှုတွေမြန်မာပိုင်တဲ့အတွင်းကျူးကျော်နေတဲ့ဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဆက်လက်မလှုပ်ဆောင်ရန်ကန့်ကွက်မှုများရှိခဲ့ကြောင်းသိရတယ်။ဆိုပါနယ်မြေအငင်းပွားမှုကြောင့်ယခုကဲ့သို့ပြစ်ခတ်ဖြစ်ပွားရခြင်းဖြစ်နိုင်ကြောင်းစစ်ရေးလှည့်တာသူများကတုံးတက်အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်နှင့်မြန်မာနိုင်ငံတမူးခရိုင်အတွင်းမှနယ်ခြားမှတ်တိုင်82 83အကြားနယ်ခြားမှတ်တိုင်82 88အကြားနယ်ခြားမှတ်တိုင်85 86အကြားနဲ့နယ်ခြားမှတ်တိုင်59 60အကြားတွင်နယ်မြေအငင်းပွားမှုဖြစ်ပွားနေကြောင်းသိရတယ်။လုံခြုံရေးမွေးစေဝါနဲ့မောင်ကုန်လုပ်ငန်းတရားဝင်ဖြစ်ပြောင်းနေထိုင်ခြင်းများအားထိန်းချုပ်ရန်အတွက်မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့1643ကီလိုမီတာကိုအိန္ဒိယအစိုးရကချန်စီယိုကာယံယူပြီးငွေကတိ3100ရှာထားလှုပ်ဆောင်နေရှိပါတယ်။ဒါကတော့ဒီနေ့ကြားပြရတဲ့တဲ့အဲ့တော့ဖြစ်နိုင်တာကတော့ပကဖတွေဆိုတာကျင်းနေနိုင်တယ်နော်အဲ့တော့ဒီနေရာမှာတခုပြောချင်တာကတစ်ဖက်စစ်တပ်ကိုထောက်ခံတဲ့တပ်အတိုင်းဝိုင်းအနေနဲ့ပြောမှာပဲဒါပေမဲ့တကယ်တိုင်းပြည်ကိုသူတို့ပြောသလိုနားလဲဆိုရင်ကိုချင်းချင်းရန်သူပဲဖြစ်နေပြီတိုင်းတစ်ဖက်ကနေမြေလာကျူးကျော်လို့ကာကွယ်တာတိုင်းပြည်လုံးအတွက်တောင်းရှိတယ်နော်အဲ့ဒါပဲငါတို့အယိုစီယိုထိုးရဲ့ကာတိရင်နဲ့ကာရမီဆိုပြီးအာပေါင်အာရင်တန်တန်နဲ့ပေါက်ပန်း40အော်နေကြတဲ့အစားတကယ်တိုင်းပြည်ပေါ်ကိုသူများကျူးကျော်လာတာနဲ့သူများလာပြီးတော့အမျက်ထုတ်လူဘာဝတာနဲ့ချက်ချင်းတောက်ပြန်နိုင်မဲ့အင်အားစုမျိုးကိုကျွန်တော်တို့လုပ်ရတယ်။ NLD အစိုးရလက်ထက်မှာတရုတ်နိုင်ငံကနေအခုလိုနယ်နိမိတ်ကြော်ပြီးတော့ချန်စီကိုခတ်ခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာတရားဝင်ကဘာတိကန့်ကွက်ပြီးတော့နောက်ဆုတ်ခိုင်းတယ်။တရုတ်အစိုးရနောက်ဆုတ်ပေးခဲ့တယ်။ဒါကြောင့်မလို့လက်ရှိအာဏာရှင်တွေတက်မှောင်လိုလားတဲ့တဲမှာတရုတ်တို့အိန္ဒိယတို့အရှစ်ဆုံးမပါတယ်။အာဏာရှင်တွေရှိတဲ့တိုင်းပြည်မှာသူတို့ challenge နဲ့ချင်လို့ရတယ်။အထူးသဖြင့်မြန်မာနိုင်ငံဆိုတာဒီအာရှမှာအင်အားကြီးနိုင်ငံတွေရဲ့ကစားကွက်ဖော်တဲ့နေရာတစ်ခုပဲ။တရုတ်ဆိုရင်သူတို့ရဲ့ဂုံတွင်းပိတ်ပြည်နယ်ဖက်ပေါက်ဖြစ်မြန်မာနိုင်ငံကိုတုံးချထားတယ်။မြန်မာမှာထွက်တဲ့တယံဇာကတဘာဝတန်းငွေကြောက်တန်ဗရန်များကျွန်းတစ်ကစပြီးဆိုနောက်ဆုံးဖရဲငပြောကအထိမြန်မာမြေကနေအကျိုးမြတ်ရနေတယ်။ဒါကြောင့်မို့တရုတ်ဟာလာရှိုးဆိုတဲ့
မြို့ကိုစစ်ကောင်စီကိုပြန်ပေးဖို့ MNDAA ကိုဖိအားပေးပြီးတော့လုပ်ခဲ့တာအဓိကဂုံတွင်ဘက်ပွင့်ဖို့ဆိုတဲ့စကားတရုတ်အကျိုးအမြတ်အတွက်ဂုံတွင်ဘက်မြန်မာနိုင်ငံမြန်မာပြည်သူတွေဂုံတွင်ရေးလမ်းကြောင်းမဟုတ်ဘူးနော်အဲ့တော့အခုလဲတရုတ်ဒီအိန္ဒိယကဒီနယ်ကြော်ပြီးတော့ခြံစည်းခတ်တာကိုရှင်းလာကြတဲ့ကျွန်တော်တို့တည်င်းတွေတွေ့ခဲ့ပါတယ်နော်ဒါပေမဲ့စစ်ကောင်စီကလုံးဝကိုအာယုံမဆိုင်ဘူးကိုယ်နဲ့မဆိုင်လို့နေခဲ့တယ်ကန့်ကွက်ဖို့နေတာဝင်တားခဲ့တယ်ဒါပေမဲ့တော်လိုင်းအင်အားစုတွေဘက်ကဒါဟာငါတို့နိုင်ငံနယ်နိမိတ်ဖြစ်တယ်မင်းတို့နဲ့မဆိုင်ဘူးလို့ပြက်ပြက်တားဆီးတယ်အဲ့လိုတားဆီးတဲ့အနေထားကြောင့်အခုလိုဝင်ဖြစ်တာပဲဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာမြန်မာနိုင်ငံကဘယ်လိုပြောလို့အိန္ဒိယရဲ့အနောက်ကနေကလကန်မြစ်စီမံကိန်းဆိုတဲ့ဟာကနေသူကလည်းနော်မြန်မာဒီအနောက်ဘက်ခြမ်းအကုန်ဝါးမျိုးကိုလုပ်နေတာဒါပေမဲ့တခုစိုးတာကအိန္ဒိယကပူဆိုးပါတယ်အိန္ဒိယကဒီမိုကရေစီတိုင်းပြည်လို့ဆိုပေမဲ့ဒီမိုကရေစီပေါ်မှာတစ္ဆာမရှိတဲ့အောက်တန်းစားတွေများတယ်မိုဒီကြီးကသူ့နိုင်ငံအကျိုးမြတ်တော့ပဲတူကြည့်တဲ့ဒီမိုကရေစီအကျိုးမြတ်မှာပဲနော်ဒီမိုကရေစီစနစ်ပေါ်မှာတန်ဖိုးထားတာမဟုတ်အဲ့တော့ဘာဖြစ်လဲမြန်မာဒီမိုကရေစီအရေးကိုဝိုင်းပြီးတော့ဖိနှိပ်ပေးခြင်းကျွန်တော်အများပြောတဲ့စကားမျိုးရှိပါတယ်လက်ရှိမင်းအောင်နိုင်ကိုလူပြတွင်းနေတဲ့တရုတ်နဲ့ရုရှားမင်းအောင်နိုင်ဆိုတဲ့နန်စားကြောင့်မင်းအောင်နိုင်ဆိုတဲ့ပုံကိုကြောင့်လူရတွင်းလာလားမင်းအောင်နိုင်နေရာမှာကိုယ်ကိုအမီးဖြတ်ပြီးတော့ကာကွယ်ဦးစီးတို့ဝစ်စုံဝစ်ပေးလိုက်ရောအဲ့ဒီတရုတ်နဲ့ရုရှားကအာနာတိန်ခေါင်းဆောင်ကဒီကိုကြီးပါဆိုရင်လက်ခံတာမခံဘူးလားအဲ့ဒါအထီးပဲအဲ့တော့လူပုတ်ကိုလူတန်ဖို့ကြောင့်တရုတ်နဲ့ရုရှားဟာမြန်မာခေါင်းဆောင်အာနာတိန်ခေါင်းဆောင်ကိုလက်ခံနေတာမဟုတ်ဘူးတိလားအဓိကအာနာတိန်ထားတဲ့စစ်ခေါင်းဆောင်ဖြစ်နေလို့ဘာမှမဖြစ်နေစေသူတို့လက်ခံဘာဖြစ်လို့လဲအာနာရှင်တွေအုပ်ချုပ်မှသူတို့အကျိုးမြတ်ရှိတယ်ရုရှားဆိုလည်းဒီမြန်မာနိုင်ငံအတွက်ခုနကပြောအကျိုးမြတ်တွေဘာတွေရမလဲသူတို့ရဲ့နော်ဒိတ်လုံးနေတဲ့အန်ဒိတ်လေရင်တွေလက်နက်တွေစက်တဲ့ဖြစ်မြန်မာကိုအကျွေးနဲ့ရောင်းလို့ရတယ်မတန်မဆဈေးနဲ့ယူရတယ်သူများနိုင်ငံကိုလက်ကားပေးလို့ရမယ်ပစ္စည်းတစ်ခုကမြန်မာပြည်မှာအကျွေးနဲ့ရောင်းလိုက်တာနဲ့သူ့အတွက်အကျိုးနဲ့ရောင်းမယ်ဆိုဘယ်လိုဖြစ်လက်မှာပဲဟုတ်တယ်နော်အစိုးဆုံးကတရုတ်ပေါ့တရုတ်ဟာမြန်မာနိုင်ငံမှာစီမံကိန်းကြောင့်များစွာရေးစိုးလုပ်နေအဲ့ထဲမှာအစိုးဆုံးကမြစ်ဆုံစီမံကိန်းနဲ့ကြောက်ဖြူစီနဲ့စီမံကိန်းပြီးလို့ရှိရင်ပိုးလမ်းမစီမံကိန်းကြောက်ဖြူရင်နဲ့စီမံကိန်းမှာပထမထုတ်ထားတဲ့စာချုပ်က64%နှုန်းက66%နှုန်းကတရုတ်အစိုးရအတွက်သူဒီအရေးမကြီးရှင်းပေါ့4%နှုန်းကမြန်မာနိုင်ငံအတွက်ရတယ်ခင်ဗျားတို့စဉ်းစားကြအဲ့တော့96%နှုန်းကတရုတ်အစိုးရအတွက်4%နှုန်းကမြန်မာနိုင်ငံအတွက်ပဲရမှာအဲ့ဒီစာချုပ်ကိုဒေါ်အောင်ဆန်းစုကြည်အစိုးရတက်လာတဲ့အချိန်မှာပြင်ပြီးတော့ချုပ်ဆိုနိုင်ခဲ့တယ်အဲ့တော့ငါတို့အယိုစီယိုထိုးရေးကာတိရင်နဲ့ကာရမယ်လို့ဒေါ်အောင်ဆန်းစုကြည်တခုမှမကြွေးကြော်ခဲ့တယ်လို့တူတက်လာတဲ့ကာလမှာတရုတ်ကနော်နယ်မြေကျူးကျော်ပြီးတော့ခြံခတ်ခဲ့တဲ့အရာကိုဟန်တားနိုင်ခဲ့တယ်တရုတ်ကနေအမျက်ထုတ်မဲ့ကိုမြေကိုရေပေါ်မှာလာပြီးတော့စီးပွားရှာမဲ့အရာကြီးကိုဟန်တားနိုင်တယ်အဲ့ဒီအချိန်ဝါနဲ့လက်ရှိတရုတ်ကဒေါ်အောင်ဆန်းစုကြည်မမဟုတ်ဘူးလက်ရှိအရက်သားအစိုးရတက်လာမဲ့အရာကိုအင်မတန်ကြောက်တာဒါကြောင့်မလို့မင်းအောင်နိုင်ကိုစပိုတင်ပေးပြီးတော့ကြားကန်ပေးနေတာဒါပေမဲ့ရှစ်ဗီဒီယိုဖိုင်မှာကျွန်တော်ပြောခဲ့ဘယ်လောက်ပဲနိုင်ငံတကာရဲ့ကြားကန်မှုကစစ်ကောင်စီပေါ်ရှိစေစီးရီးယားတော်လှန်ရေးမှာလို့အာဏာရှင်အာဆက်အစိုးရကိုရုရှားလေရင်ကောရုရှားနဲ့အီရန်ကလေရင်ကောလူကောစစ်တပ်ကောဝင်ပြီးတော့ပြစ်ပေးတဲ့အဆင့်ကြီးဖြစ်ခဲ့တာကျွန်တော်တို့မှအဲ့ဒီမရောက်လာလေအဲ့တော့73နှစ်ကြာတိုက်ခိုက်သွားတဲ့နော်စီးရီးယားပြည်သူတွေတောင်မှအာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့တာကျွန်တော်တို့မြန်မာပြည်သူတွေဘာဖြစ်လို့ဖြုတ်ချနိုင်ရမှာလဲအဲ့တော့အာဏာရှင်တွေပြုတ်ကြမှာကျွန်တော်တို့ဘေးနိုင်ငံအထူးသဖြင့်အိန္ဒိယတရုတ်ထိုင်းဒီတောင်းနိုင်ငံဟာမြန်မာနိုင်ငံတော်လှန်ရေးမှာလုံးဝမကူညီထားပါဘူးမကူညီတဲ့ပြင်အာဏာရှင်တွေအတွက်ထွက်ပေါက်ရအောင်လုပ်ခဲ့တဲ့အတိုင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြည်သူကလွတ်မြောက်အောင်လုပ်ပါအဲ့ဟာအလွန်နေနဲ့မယုံကြည်လိုက်နေပြည်တော်မှာ PDF ရုံးသွားဆိုင်လိုက်ကြည့်ပါချက်ချင်းရောက်လာမှာအာဆီယံနော်ပြီးတရုတ်နဲ့အိန္ဒိယလာလိုက်မပူနဲ့အဲ့ဒီစစ်ကောင်စီကိုထောက်ခံပါတယ်ဆိုတဲ့တရုတ်နဲ့ရုရှားကလေနေပြည်တော်မှာက PDF တွေရုံးကောက်ဖွင့်လိုက်နိုင်ကြည့်အနောက်အုပ်စုအမေရိကန်တို့အင်္ဂလန်တို့စသဖြင့်နော်လက်ရှိဒီမိုကရေစီအရေးဘက်ကရပ်တည်တဲ့တိုင်းပြည်တွေနောက်ကျမှာတကယ်အရင်ဆုံးရောက်လာမှာဒီရုရှားနဲ့တရုတ်ပြီးအာဆီယံနဲ့အိန္ဒိယရောက်လာတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ဖို့ပဲလုပ်တယ်ရန်သူဟာဘယ်လောက်ထိကြာရှုံးနေဆိုကျွန်တော်တို့အမြင်ပဲဖြစ်တယ်နော်အဲ့တော့ဗစက်ကနေငါတို့အယိုစီယိုထိုးရေကာတိရင်နဲ့ကာရမီတို့အော်နေမဲ့အစားကျွန်တော်တို့တိုင်းပြည်တွေအခုလိုရက်တည်တဲ့လူမျိုးကိုကျွန်တော်တို့လိုချင်တယ်ရက်တည်တဲ့ခေါင်းဆောင်မျိုးပဲကျွန်တော်တို့လိုအပ်တယ်အဲ့တော့ဒီကြာဆုံးရတဲ့10ဦးဟာနော်တမူးခရင်ကပတ်ကပတ်နေဆိုရင်တော့အင်ပတန်ကိုစိတ်မကောင်းစရာပဲကျွန်တော်တို့တိုင်းပြည်အတွက်ငါတို့အယိုစီယိုထိုးရေကာတိရင်နဲ့ကာရမယ်ဆိုတာဒါမျိုးကိုပြောတာပါတကယ်ကပတ်ကပတ်နေဆိုရင်ဥညွတ်ပါတယ်ပတ်ကပတ်နေလို့ပဲထင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာအမှားနဲ့အမှန်အကောင်းနဲ့အဆိုးနော်အဖြူနဲ့အမဲကိုခွဲခြားတိကျဖို့လိုပြီးကျွန်တော်တို့တိုင်းပြည်ကအရန်နဲ့ပြင်ပန်းနေပြီအာနာရှင်စနစ်အမြန်အဆုံးတက်လိုက်တာနဲ့ဒီနေ့အဆုံးတက်ဒီနေ့နော်နေတာနဲ့လာလို့ကောင်းကင်ကကြည်ကျင်သွားဆိုကျွန်တော်တို့တိုင်းပြည်အနေထားကချက်ချင်းဖြစ်သွားလိမ့်မယ်အဲ့တော့အဓိကပါတယ်အာနာရှင်ကိုပြုတ်ကြအောင်တိုက်နိုင်ဖို့အရေးကြီးတယ်အာနာရှင်ပြုတ်ကြမှာကျွန်တော်တို့နိုင်ငံတကာရဲ့ရုပ်မှမှုတွေကိုကျွန်တော်တို့တုတ်ပြန်နိုင်ပါအဲ့တော့အာနာရှင်တွေရှိနေတဲ့မြတ်ပတ်ဝန်းကျင်နိုင်ငံတွေအခုလိုမထီလေးစားလုပ်မှုကျူးကျော်မှုဝင်ရောက်အမျက်ထုတ်မှုတွေကိုကျွန်တော်တို့ခံရမှာပဲအဲ့ဒါတွေမခံမှုအတွက်ပြည်သူရွေးချယ်တင်မြှောက်တဲ့အစိုးရဖြစ်တဲ့ဒီမိုကရေစီတိုင်းပြည်ဖြစ်ဖို့လိုအပ်တယ်ဒါအင်မတန်အရေးကြီးပါတယ်နော်အဲ့တော့လက်ရှိအိန္ဒိယလုပ်ရကတော့ဘယ်လိုပဲဖြစ်ဘာလူပဲဖြစ်ဒီလိုမျိုးတီးတန့်ကြီးရုပ်မှန်တာတော့တော့လက်ခံမှုမကောင်းဘူးစစ်ကောင်စီအနေနဲ့ဘာတုတ်ပြန်နိုင်မလဲနော်သူ့ကိုတော်လှန်နေတဲ့တော်လှန်ရေးအဖွဲ့ကလူတွေသေလို့ကြော်တယ်ဆိုရင်တော့ကျင်းနေပါတယ်စစ်ကောင်စီကတိုင်းပြည်ပေါ်မှာစေတနာမရှိတဲ့အာဏာယူလို့ဆိုတာထပ်ပြီးတော့တစ်ဖက်ထိုက်
ရော့ပါလိမ့်မယ်နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တိုင်းပြည်ဒါတွေအတွက်အသက်ဆုံးရှုံးလိုက်ကလည်းကျွန်တော်တို့နိုင်ငံအတွက်အမြန်ဆုံးဒီလိုမျိုးဆုံးရှုံးမှုတွေမဖြစ်အောင်အာဏာရှင်အမြန်ပြုတ်ပြောက်လို့ရည်ကြည်ပါတယ် နောက်ကိုစီတန်ဆက်ပြီးတော့ပေါ့ပရိသတ်ချာမင်းတော့ချက်လေးတွေကို comment မှာရှိပြီးပါဆက်လက်ပြီးမှကျွန်တော်တို့ကိုရဲဘော်ရှန်လေးတန်ဆက်ပြီးတဲ့လေးတွေဆက်ကြည့်လိုက်ကြအောင်နော် အားလုံးပဲမင်္ဂလာပါရေရှမ်းမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မေလ18ရက်နေ့စူပါဆန်ဒေးဖြစ်ပါတယ်စူပါဆန်ဒေးလို့ရှင်းပြီးမှကျွန်တော်မိဘတွေတွေ့ဆုံဆွေးနွေးနေကြပုံစံလေးနဲ့ပဲတော့မယ်ဒီကနေ့မှာတော့ကိုမြင့်ဆောင်အညာမြေစစ်စင်ရင်းနဲ့အတူထွေထွေထိုးစစ်ကြီးစတင်လုပ်မယ်ဆိုတဲ့အကြောင်းကိုတင်ပြပေးမယ်နောက်ထပ်ရင်းအောင်တစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့တောင်လိုလေးတဲ့ scan ကို short light ဒုံးနဲ့ပစ်ခတ်မှုတွေအတွင်းမှာ jet fighter 2စီး Y12 တစ်စီးနဲ့ဒုဗိုလ်မှူးကြီးနှစ်ကောင်ဟိန်သွားတဲ့အကြောင်းတွေကိုတင်ပြပေးပါမယ်ဘယ်လိုလဲပြီးတော့အဆုံးထိမြင်ကြည့်ရှုကျွန်တော်မျိုးတိုးချင်းစီတိုင်းကိုလေးစားဖိတ်ခေါ်လိုက်ပါတယ်လမ်းများလျှောက်တော့လဲဖက်နဲ့ပါတယ်ခလုတ်လိုက်တယ်တခါတလေမှာအနေငယ်လွှတ်ချုံမှုလေးတွေတော့ရှိပါတယ်အဲ့ဒါမနေ့ကဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကျွန်တော်လွဲမှားမှုတွေအချို့အတွက်လည်းကျွန်တော်မျိုးတွေကိုတရားဝင်ချက်ကောင်းမှန်လိုပါတယ်ကျွန်တော်မှဒီအပိုင်းပေါ့နော်ကျွန်တော်ပြောင်းရွှေ့နေရတဲ့အခြေအနေတွေရှိတယ်အနေပြီးရွှေ့နေရတော့နော်နေရာရွှေ့ရမယ့်ကိစ္စတွေကိုလည်းစီစဉ်ရတာလည်းရှိပါတယ်ဆိုတော့ကျွန်တော်နည်းနည်းလေးအလုပ်များနေပါတယ်ဆိုတော့တို့ရဲ့သတင်းဒီသုံးသက်မှုတင်ပြမှုအားနည်းမှုလေးတွေလည်းရှိနိုင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ပြည်သူနဲ့ကျွန်တော်တို့လူငယ်တွေပူးပေါင်းပြီးတော့ဒီလိုစစ်စစ်ရေးတွေကိုနေ့စဉ်လုပ်ဆောင်နေတာပါဒါကြောင့်လည်းပဲကျွန်တော်တို့တောင်ကိုလေးလက်စကန် K2 ပတိနောက်ဆက်တွဲထိခိုက်သွားတဲ့ကျွန်တော်တို့ပြည်သူတွေဝန်တာရမယ့်သတင်းတွေကိုအချိန်ဆုံးတင်ပြပေးပါမယ်ထိခိုက်ဒဏ်ရာရှိသွားတဲ့အကြောင်းအရာတွေမှာကျွန်တော်တို့ရုံးကိုတော့မိအောင်ပျက်စီးသွားတယ်လို့ကျွန်တော်သတင်းရရှိတယ် Jet Fighter 2စီးပျက်စီးသွားတယ် Y8 တစ်စီးသုံးလို့မရတော့ဘူးလို့သိရှိထားတယ်ပြီးတော့အဲ့ဒီမှာရှိတဲ့ကျွန်တော်တို့နားနေဆောင်တစ်လုံးပျက်စီးသွားတယ်ဒုဗိုလ်မှူးကြီးနှစ်ကောင်မက်ဆီအောင်ကြိုက်ချင်နေရပဲနှုတ်ဆက်ချင်အောင်မရလိုက်ပဲနဲ့သူမိသားစုတွေကိုကြောခိုင်းစွန့်ခွာဟိုးဝေစီတီစဉ်းစားပါလေပြီးတော့ဒါဘူကြီးနှစ်ကောင်ထပ်မှန်ပြီးတော့ရှောင်းသွားတယ်ဆိုတဲ့သတင်းလည်းကြားရပါတယ်ဟုတ်ပြီပြီးတော့ခြားတစ်ပတ်ဝင်တွေကတော့ကျွန်တော်တို့ဒါ၄အုပ်ကျွန်တော်တို့ဂျိုင်းဖက်စစ်ခွေးတက်ရဲ့၄ဘဲဒါတက်သား6ကောင်ဘဲကင်နန်မှုေးသွားတယ်လို့ကျွန်တော်တို့သတင်းရရှိထားပါတယ်ပြီးတော့ဆက်ပြီးတော့ဂိုရောင်နှလုံးမီးလောင်ပျက်စီးသွားတယ်လို့သတင်းရရှိထားတဲ့ဒဏ်ရာရရှိထားတဲ့စက်ငင်ငစလူလေးဘဲကောင်တွေကိုတော့ဆေးရုံမှာအတလူပြီးတော့ကုသမှုတွေအရေးပေါ်ဒါကုသမှုတွေလွတ်ဆောင်နေတဲ့အကြောင်းကိုကျွန်တော်တို့သတင်းရရှိထားပါတယ်မနေ့ကလည်းကျွန်တော်ဒီဘဲနဲ့ပတ်သက်ပြီးတော့မိဖို့နိုင်ခဲ့တဲ့အကြောင်းဒီနေ့ကဒါဒီနေ့သတင်းကမနေ့ကကျွန်တော်တင်ပြခဲ့တဲ့နိုင်ငံလွှဲချော်မှုရဲ့ဒါနောက်ဆက်တွဲသတင်းကောင်းလည်းဖြစ်နိုင်ပါတယ်တခါတရံကြတော့လေကျွန်တော်တို့ကြိုတင်နမိတ်တွေဖတ်တဲ့ပုံစံမှာအခုဆိုရင်ဒီနေ့မှာဒုဗိုလ်မှူးကြီးနှစ်ကောင်ဘွာကူးသွားတယ်ပြီးတော့ဗိုလ်ကြီးနှစ်ကောင်ရှော့သွားတယ်ပြီးတော့လေးတသား6ကောင်မိခင်ခံရတယ်ရှော့လိုက်တုန်းကတော့ကျွန်တော်တို့ရှေ့လိုက်တဲ့အချိန်သူ့ရဲ့ damage နဲ့သူ့ရဲ့ဒါစင်ကွဲပေါက်ကွဲမှုတွေနဲ့ပြီးတော့ဒါကျွန်တော်တို့တောင်လိုလေးတဲ့ scan ဆိုတော့လေပေါက်ကွဲနိုင်တဲ့ပစ္စည်းတွေကများသဘောပြဒါကြောင့်လည်းပဲထိတယ်ဒဏ်ရာရတယ်စက်ငင်ဖြစ်တယ်ပြီးတော့မီးလောင်တယ်ပြာကျတယ်အချင်းချင်းပြောရမယ်ဆိုရင်တော့လေဘဲတွေအကင်ခံလိုက်ရတဲ့အကြောင်းကျွန်တော်တို့ဒါအနားမှာရှိတဲ့ဒေသခံပြည်သူတွေကတော့ဘဲကင်နန်းတွေတော်တော်လေးကိုမှုရသွားတဲ့အကြောင်းကိုကျွန်တော်တို့သတင်းပေးပို့ထားပါတယ်ဒါကြောင့်လည်းပဲဒဏ်ရာကိုအသေးအကန့်အရေးပေါ်ကုသမှုတွေခံယူနေရတဲ့ဒါ12ကောင်လုံးဟာလည်းပဲစက်ငင်ဖြစ်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့သတင်းရရှိထားပါတယ်ဟုတ်ပြီဒါတော့ကျွန်တော်တို့ဒါစီးရင်နဲ့ပတ်သက်ပြီးတော့အဓိကပြတ်မှတ်တွေကိုနေ့စဉ်ပြက်ခတ်တိုက်ခိုက်ချေမှုတုတ်တင်နိုင်တယ်ဆိုတာကိုကျွန်တော်ပြပါတွေကိုထပ်မံပြီးတော့သက်သေပြနေတာပါဟုတ်ပြီအဓိကဒီနေ့ကျွန်တော်တင်ပြချင်တာကကိုမင်းဆောင်အညာမြေစစ်စင်ရေးဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုဖိုင်တစ်ပုတ်လောက်မှကျွန်တော်ပြောလို့လေအညာမြေနဲ့ပတ်သက်တဲ့သတင်းကောင်းတွေရှိနေတယ်ကျွန်တော်ပြပါဆိုတော့လက်ရှိကျွန်တော်တို့ဒါအညာမြေမှာဒါကျွန်တော်တို့ ਨੇ အတူတူပေါ့နော်ဒါတရင်ခုထဲမှာတောင်ထမ်းဆောင်နေတဲ့ဒါရင်း20ခွန်ကလည်းအညာမှာသွားပြီးတော့ဥပဆောင်ရေးနေတာတော်တော်လေးကိုကြာပြီဒီနေ့မနက်ပိုင်းမှာလည်းကျွန်တော်နဲ့သူနဲ့စကားပြောပြတယ်ထုံးတဲ့အတိုင်းပဲကျွန်တော်တို့ရဲဝရဲဘက်တွေကအမြဲတမ်းအဆက်အသွယ်ရှိတယ်ပြီးတော့လက်ရှိစီးအခြေအနေတွေနဲ့ကျွန်တော်တို့ဒါကိုရဲဘော်တွေရဲ့အခြေအနေတွေပေါ့နော်လိုအပ်ချက်တွေကိုတော့ကျွန်တော်နည်းနည်းမေးမြန်းပြီးပါတယ်လက်ရှိအချိန်မှာဒါလက်နက်ခဲလိုအပ်ချက်ကတော့ကျွန်တော်အညာမြေမှာရှိနေသေးပဲပြီးတော့စေဘာကုသမှုတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့စူးစမ်းလုပ်ဆောင်နေတယ်အခုစစ်စင်ရေးကအညာမြေကိုမြေဆောင်စစ်စင်ရေးဖြစ်ပါတယ်ဒီစစ်စင်ရေးဟာကျွန်တော်တို့ပေါင်းထားတဲ့တပ်ဖွဲ့ဝင်အများပြပါတယ်အဲ့ဒီကျွန်တော်တို့ဒါမေလ15ရက်နေ့ကစတင်ခဲ့တဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ရေးမှာမြင်းချံတောင်သာနထိုးကြီးမြို့နယ်မှာရှိတဲ့ကျွန်တော်ဖက်စစ်ခွေးတက်စကန်ကိုကျွန်တော်တို့တော်လှန်သောပူပေါင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်မှုတ်ကျိတ်နေခြင်း
ဖြစ်ပါတယ်တိုက်ခိုက်မှုတွေထဲမှာမြင်းချံမျိုးထွက်ကကြောက်ပြုတ်ရွာစီမီကိုနထိုးကြီးမျိုးနဲ့ပြီးတော့မြန်မာတရုတ်ဂက်ပိုက်လိုင်းဆောက်စကန်ဝက်လီယက်စကန်တောင်တာမျိုးတွေကကျွန်တော်ချမ်ပစစ်ခွေးတက်နဲ့ဗျူစော်တီပူပေါင်းပြီးတော့ထိုင်ထားတဲ့ထနောင်းပုံရွာကိုဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေကပြင်းထန်တဲ့ထိုးစစ်တွေကိုမရမနာစုပေါင်းပြီးတော့ဒါထိုးစစ်ဆင်နေတာဖြစ်တယ်ဒီတိုက်ခိုက်မှုတွေကဒီနေ့မေလ18ရက်နေ့အထိတိုက်ပွဲပြင်းထန်နေတယ်နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ဒါမက်ဒီကယ်လီဒါစကန်ကနေပြီးတော့ Y12 တွေ Jet Fighter တွေနဲ့လည်းဒါစတိုက်လာဖြစ်နေတယ်လို့လည်းကျွန်တော်တို့ဒါမြေပြင်ကပေးပို့တဲ့သတင်းတွေအရာကျွန်တော်တို့သိရှိထားရပါတယ်ဟုတ်ပြီအဲ့ဒီမှာကျွန်တော်တို့ဒါအကြမ်းဖက်စစ်ခွေးတက်ကတောင်တာကိုလေကြောင်းကနေပြီးတော့မကြမ်းမနာဘုံနေကျဲချနေတဲ့အကြောင်းကိုလည်းပဲသူတို့ဖြစ်စွပြီးတော့ကျွန်တော်တို့နှမ်းပြီးတော့ပြောပြထားပါတယ်ဒီစစ်စင်ကြီးမှာဒါလေကြောင်းတက်ခိုက်မှုကြောင့်ကျွန်တော်တို့ဒါရသပြည်သူအချို့ထိခိုက်နိုင်လို့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလည်းဒဏ်ရရှိထားတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်ကအဓိကပြောချင်တာကကိုမင်းဆောင်ညံမီစစ်စင်ရေးဒီစစ်စင်ရေးနဲ့ပါဝင်ပတ်သက်နေတဲ့ကျွန်တော်တို့ရဲ့တိုင်ရင်တပ်ဖွဲ့တွေဟာတိုက်ပွဲပြင်းထန်နေတယ်အဲ့ဒီတိုက်ပွဲကရက်လို့မရတဲ့တိုက်ပွဲလည်းဖြစ်တယ်ပြီးတော့လက်နက်ခဲရင်အသုံးပြုမှုကလည်းအလွန်များပြားပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေကျွန်တော်တို့အညာမြေအတွက်ဝင်းရံဖို့ဒီကနေပြီးတော့ကျွန်တော်နှိုးဆော်လို့တယ်အညာမြေဟာကျွန်တော်တို့ရဲ့နှလုံးသားဖြစ်ပါတယ်အညာမြေဟာကျွန်တော်တို့ရဲ့ဒါကျွန်တော်နိုင်ငံရဲ့တကယ်ကျွန်တော်မျိုးတွေရဲ့ရေးကြည့်အချက်ချကျွန်တော်ရဲ့နှလုံးသားပွင့်ဆိုရင်လည်းပဲမှန်ပါတယ်အညာကထွက်တဲ့တနခါဘလူးဘူးတဲ့ကျွန်တော်တို့နိုင်ငံသားတယောက်မှမရှိဘူးလို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ကိုယ်နိုင်လည်းအဲ့ကျွန်တော်မြန်မာတနခါကိုလိမ့်ပြီးတော့ကြောင်းတက်ခဲ့မှုပါတယ်ဒါကြောင့်ကျွန်တော်ကိုမင်းသောညာမီစစ်စင်ရေးမှာကျွန်တော်မိဘပြည်သူအနည်းဆက်ဆုံးတဲ့တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒါဆောင်ရွက်ကြဖို့ပြီးတော့ဝင်းကူညီဖို့အရေးကြီးတယ်ဒါနဲ့ပတ်သက်ပြီးတော့ထွေထိုးစစ်ကြီးကိုပြည်လုံးကျွတ်တိုက်ပွဲဖြစ်ပေါ်လာတဲ့အချိန်မှာကျွန်တော်ပြည်သူတွေဟာအတက်နိုင်ဆုံးဝင်းရကူညီနိုင်ဖို့ကိုဦးမင်းကိုနိုင်ကဒီနေ့နှိုးဆော်တိုက်တွန်းခဲ့တယ်လက်ရှိအချိန်မှာကျွန်တော်ဖက်စစ်ခွေးတက်ရဲ့ထိုင်ချလာတဲ့နေရာတွေကိုပပောင်းစုံကနေပြီးတော့ပတ်လေ360ဒီဂရီလောက်ပတ်လေဝင်ရောက်တိုက်ခတ်မှာဖြစ်တဲ့အကြောင်းကိုသူတို့တွေပြောဆိုခဲ့တာရှိတယ်။ကြာသိခင်ကလည်းကဝေးဝန်ကြီးဦးရီမွန်ကဒါထွေထိုးစစ်ကြီးစမယ်လို့လည်းကြေညာထားတာတွေရှိပါတယ်။ဟုတ်ပြီ။ကျွန်တော်မြေချောင်းအင်းအံတွေကိုဖြတ်ပြီးတက်သူကတက်မယ်တောင်ပေါ်ကနေပြီးတော့ဆင်းတဲ့သူကဆင်းမယ်ကံရိုးတန်းကနေပြီးတော့ထိုးတဲ့သူကထိုးမယ်။ဒါကိုဗျူဟာချက်ချက်တိုက်ခိုက်နိုင်ဖို့လိုတယ်ဦးမင်းကိုနိုင်ပြောခဲ့တဲ့စကားဟာကျွန်တော်တို့ဒါလူငယ်တပ်ဖွဲ့ဝင်တွေလူငယ်ရဲဘော်တွေအနေနဲ့ကျွန်တော်ကရင်ပြည်နယ်ကလည်းတိုက်ပွဲမင်္ဂလာပါထိုးစစ်စမှာပဲ KNL ကလည်းပဲဒီချက်ပို့ပြီးတော့ထိုးစစ်ဆင်လာမှာဖြစ်တယ်အဲ့ဒါတော့ AA ကလည်းပဲကျွန်တော်တို့ဒါပူပေါင်းတပ်ဖွဲ့ဝင်တွေနဲ့ထိုးစစ်ဆင်မှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ Malay PDF နဲ့ပတ်သက်တဲ့တိုင်းတပ်ဖွဲ့ဝင်တွေကလည်းပဲဒီထိုးစစ်ကြီးမှာပါဝင်လာမှာဖြစ်တယ်ဆိုတော့ပုံပြီးဆုံးအညာမြေကတပ်ဖွဲ့ဝင်တွေကလည်းအစဉ်တင်ဖြစ်နေတယ်လို့လက်ရှိအချိန်မှာလည်းတိုက်ပွဲပြင်းထန်နေတာကျွန်တော်တို့မေလ15ရက်နေ့တည်းကဖြစ်တဲ့အကြောင်းနဲ့လိုအပ်ချက်တွေကိုကျွန်တော်တို့ပြောတွေကိုတင်ပြခဲ့ပြီးဖြစ်တယ်ဒါဟာကျွန်တော်ပြည်သူအားလုံးလူလာတောက်တနေတဲ့အရာဖြစ်တယ်နောက်တစ်ခုကကျွန်တော်ဒီမှာပြည်သူတွေရဲ့ဒါသတင်းပို့ဟဲ့ဒီအကြံပြုပေးပို့စာတွေပြီးတော့ပြောပြလာတဲ့စကားတွေမှာလည်းပဲအကြံဖက်စစ်ခွင့်ချက်ရွေးကောက်ပွဲအတိုင်းခင်မှာကျွန်တော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူတွေအောင်ပွဲဆင်နိုင်တဲ့အခြေအနေထိကျွန်တော်တို့ဆောင်ရမယ်ဆိုတာကိုကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်လူငယ်တွေတည်တည်ရှိသလိုမြို့သားညို့ရဲ့ဆိုရကာကွယ်ရေးဝန်ကြီးဌာနကကျွန်တော်တို့ရဲ့ဒါလူချင်းတွေလည်းဒါကိုသိရှိပြီးတော့နေမှာညမှာစ조사ပြင်ဆင်နေကြတယ်ဒီလိုမျိုးဖြစ်ဖို့ကိုကျွန်တော်တို့ညများစွာဒါပြင်ပန်းဆင်းရဲမှုတွေရှိတယ်ပိတ်ဆက်မှုတွေရှိတယ်ဒီစိတ်ရင်းဖြစ်တဲ့အတွက်စစ်ကုန်ကြစိတ်ကအလွန်အင်တန်ညပြပါတယ်ဆိုတော့တိုက်ပွဲဖြစ်ဖို့အတွက်အဲ့ဒီနေရာကိုပူပေါင်းသွားတဲ့လမ်းခရီးရဲ့ဇရိတ်တွင်ပဲမြန်မာငွေကျပ်10သိန်းကနေပြီးတော့300လောက်ကုန်တယ်ကျွန်တော်ပြပါတိုက်ပွဲထဲမှာသုံးတာမဟုတ်ဘူးเนาะကျွန်တော်ပြပါကျွန်တော်တို့ပူပေါင်းစစ်စင်ရေးအတွက်နည်းနည်းရွှေ့ရှားတာကျွန်တော်ရှိတဲ့နေရာကနေပြီးတော့စစ်စင်ရေးအနည်းဆုံးနေရာထိကျွန်တော်တို့ရွှေ့ပြောင်းရတယ်ဆိုတော့ဒီလိုမျိုးရွှေ့ပြောင်းတဲ့လမ်းစဉ်တွင်ပုံမှန်လေးကျွန်တော်တင်ပြပါတယ်မြန်မာငွေ10သိန်းကနေ300ထိကုန်ပါတယ်အဲ့ဒါကအာမန်ဖွဲ့လေးတွေခွဲပြီးတော့ကျွန်တော်တို့သွားတာပါအုပ်လိုက်ကြည့်တယ်ကျွန်တော်တို့အဆင်မပြေတာတွေရှိတယ်ဘာကြောင့်လဲဆိုတော့ချုပ်နေရာတွေကကျွန်တော်တို့ဒါလမ်းကားလမ်းသွားလို့အဆင်မပြေတဲ့နေရာတွေအများကြီးရှိတယ်ပြီးတော့ကျွန်တော်ဆုလိုက်ပြုံလိုက်ပေါ့နော်ကျွန်တော်ရဲဘော်တွေအချိန်နဲ့တပြိုင်တည်းထွက်ခွာဖို့ခက်ခဲတဲ့အခြေအနေတွေကိုလည်းကျွန်တော်ပြပါတယ်နားလည်မယ်လို့ပြောလိုက်ပါတယ်ဟုတ်ပြီပြီးတော့မြို့သားမျိုးဆိုရင် NUG ကာဝေးဝန်ကြီးဌာနကလည်းအကြေညာထားတဲ့ထွေထွေထိုးစစ်ကြီးနဲ့မှာကျွန်တော်ပြည်သူတွေအားလုံးပါဝင်နိုင်တဲ့အခြေအနေတစ်ခုကိုယခုကတည်းကကြိုတင်စဉ်းစားထားဖို့နဲ့ကျွန်တော်တို့ပြင်ဆင်ထားဖို့ကို88မျိုးဆက်ခေါင်းဆောင်တူဖြစ်တဲ့ဦးမင်းကိုနိုင်ကတရားဝင်တိုက်တွန်းနှိုးဆော်ထားတာဖြစ်တယ်။ဒါကြောင့်လည်းပဲသူ့ရဲ့ပြောဆိုချက်တွေမှာပတ်ပတ်လဲကနေပြီးတော့စီးစင်းလာမဲ့
ကျွန်တော်နေရာစုံကထိုးစစ်တွေဟာရန်ကုန်ကိုလည်းဥတီမှာဖြစ်တယ်နေပြည်တော်ကိုလည်းဥတီမှာဖြစ်တယ်မန္တလေးကိုလည်းဥတီမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ညာမြေကိုလည်းပဲဥတီမှာဖြစ်တဲ့အကြောင်းကျွန်တော်မိဘတွေကိုချက်ဆောင်အတိပေးပြောကြားလိုတယ်ကျွန်တော်ကတော့ကျွန်တော်လူငယ်တိုင်းဟာ PDF ဖြစ်တယ်ကျွန်တော်မိသားစုတိုင်းဟာ we are family we are people the fun for ဆိုတော့ကျွန်တော်အားလုံးတောင်းဝင်ကိုစီထမ်းဆောင်ရမယ်အချိန်စပြီဒီနေ့မှာကျွန်တော်တင်ပြခဲ့တဲ့အချိန်ကစပြီးတော့ကျွန်တော်တို့အချမ်းဖတ်စစ်ခွေးချက်ကျွန်တော်တို့နိုင်ငံတွင်းမှာလုံးဝရှင်းလင်းနိုင်တဲ့အခြေအနေကြီးကျွန်တော်ရဲဘော်လူငယ်တွေနဲ့အတူကျွန်တော်မိဘတွေမိမိတို့နိုင်တဲ့ဘက်ကနေပြီးတော့မိမိတို့ကိုယ်နိုင်ပါကျွန်တော်ပြည်သူလူထုကိုကာဝယ်ဆောက်ရှောက်နေတဲ့ပြည်သူကာဝယ်ရေးတပ်ဖွဲ့ဝင်တွေအဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်လူငယ်ဂျူကြီးတစ်ခုလုံးကလည်းပဲ People Defense Force PDF ဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်နိုင်ငံကိုနှစ်ပေါင်းများစွာဒုက္ခပေးနေတဲ့အုပ်သွေးဆောက်နေတဲ့အာဏာရှင်အုပ်စုကိုအမြင့်ဖြတ်ချိန်မှုန်းကြပါစို့လို့ကျွန်တော်လေးလေးနက်နက်တိုက်တွန်းပြောကြားလိုပါတယ်ဒီတော်လိုင်းရေးအောင်ပွဲဟာအင်တန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံတွင်းဒါခေတ်သစ်စနစ်သစ်သမိုင်းသစ်ကိုဖန်တီးနေတဲ့တော်လိုင်းရေးဖြစ်ပါတယ်ကျွန်တော်အားလုံးရင်းနှီးရချိုးနှက်ပါမယ်လို့လည်းဥယျီမွန်ရဲ့ပြောဆိုချက်တွေမှာတွေ့ရမှာဖြစ်ပါတယ်ကျွန်တော်တော်လိုင်းရေးဟာကျွန်တော်ပြည်သူကစခဲ့တာဖြစ်တယ်ဒါကြောင့်ကျွန်တော် ARD စစ်စင်ရှိရဲ့ဒါ campaign နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိပါတယ်ကြားမှာဖြစ်တဲ့အညာမြင်နဲ့ပတ်သက်တဲ့ဒါလက်နက်လိုအပ်ချက်တွေပြီးတော့ရေးပေါ်ကယ်ဆယ်ရေးအတွက်ဒါပုံချစစ်တွေကိုလည်းကျွန်တော်မိပါတယ်ကိုကျွန်တော်တင်ပြခဲ့ပြီးဖြစ်တယ်ကျွန်တော်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့တောင်ပေါ်မြေပြပူးပေါင်းထားတဲ့စစ်စင်ရှိစပြီးလို့လည်းကျွန်တော်တို့သက်ဆိုင်ရာတီးတီးကကြီးညာချက်တွေထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ထိုးစစ်ကြီးမှာကျွန်တော်ပြည်သူလူထုတစ်ချက်လုံးဟာကျွန်တော်တို့နဲ့အတူသွေးတဲ့တသားတဲ့ပူပေါင်းပါဝင်မယ်လို့လည်းကျွန်တော်တရားရာခိုင်နှုန်းအပြည့်ယုံကြည်ပါတယ်။ဒါကြောင့်ကျွန်တော်တို့သွားမယ့်လမ်းဟာရန်ကုန်နေပြည်တော်မန္တလေးအညာမြေလက်ရှိအချမ်းဖတ်စစ်ခွေးတက်လုံခြုံပါတယ်လို့ထင်ရတဲ့နေရာတိုင်းဟာတေချာပေါ့တိုက်ပွဲတွေဖြစ်ဖို့ရှိနေပါတယ်။ဒါကြောင့်မိမိတို့နေဆုံးနဲ့တပ်ဖွဲ့ဝင်တွေနဲ့လည်းကြိုတင်ချိတ်ဆက်နိုင်ဖို့လည်းအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အတန်ကြားပြီဆိုရင်တစ်ဖက်ရောက်ကပြူလိုပြူစောကြီးလိုဘောမလိုအစိမ်းလိုကောင်းတွေပြီးတော့ဟိုမြောက်ဒီမြောက်ကောင်းတွေကပျောက်သွားမှာဖြစ်ပါတယ်လက်ရှိချိန်မှာဒီကောင်တွေအော်ဂျင်နာအောင်မယ်ဒီကောင်တွေပြောချင်တာပြောမယ်ပြီးတော့သူတို့လုပ်ချင်တာတွေလုပ်ပြီးအောင်မယ်ဒါပေမဲ့ကျွန်တော်လက်ရှိစစ်စင်ရေးကရန်ကုန်ကိုအနည်းဆုံးရောက်ရှိနေပြီနေပြည်တော်ကိုလည်းကျွန်တော်တို့ရောက်ရှိနေပြီဒါကိုလည်းပဲကျွန်တော်တို့ဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့အရှိတွေမှာတက်တည်တွေတင်ပြခဲ့ပြီးဖြစ်တယ်ဒါကြောင့်ရန်ကုန်မှာရှိနေတဲ့ဂျမ်ဖက်စစ်ခွေးတက်နဲ့ပတ်သက်သူဘောမတွေတကောင်မှလည်းလွတ်မြောက်မှာမဟုတ်သလိုလူငင်းချမ်းသာခွင့်ကိုလည်းကျွန်တော်တို့ကပေးသွားမှာမဟုတ်ဘူးမန္တလေးမှာရှိတဲ့တရုတ်ကိုအားကိုးနေတဲ့ကောင်တွေဟာတရုတ်ရဲ့ကယ်တင်မှုကိုလည်းခံရမှာဖြစ်မဟုတ်ဘူးသူတို့ရဲ့ဘဘကြီးမာလာဂျမှုရဲ့ကယ်တင်ဖို့ကိုလည်းစောင့်ဆိုင်နေရင်သူတို့လည်းလွတ်မြောက်မှာမဟုတ်နေပြီးတော့မှလုံခြုံဆုံးပါလို့သူတို့တွေးချင်နေတဲ့နေရာဟာလည်းသူတို့ရဲ့တင်းချိုင်းမှန်ကဖြစ်သွားမှာဖြစ်တဲ့အကြောင်းကိုသိပေးပြောကြားရင်းနဲ့ကျွန်တော်တို့ရဲ့အထွေထိုးစစ်ကြီးမှာကျွန်တော်မိဘပြည်သူတစ်ရက်လုံးကျွန်တော်ညီကောင်မောင်မတစ်ရက်လုံးဟာ we are PDF ဖြစ်ပါကြောင်းတင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုဆုံးသက်ပြစီနောက်လာတဲ့ဗီဒီယိုကိုဒီတက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးနေပါတယ်လက်နဲ့ basic ကပ်ပြီးကြောက်နေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့ဒီပါတိုးချင်းစီတိုင်းဘေးနဲ့ကင်းရှင်းပါကြောင်းလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေကိုရှင်းပါကဲနော်ကိုရဲဘော်ရှန်လီတင်ဆက်ပြီးတဲ့တင်လေးတွေကတကယ်နော်ထောက်ခံတယ်နော်ပရိသတ်ကျွန်တော်မြင်သုံးသက်ချက်လေးတွေကို comment မှာရေးပြကြပါနော်ကဲကျွန်တော်ဆက်လက်ပြီးမှနော်ဆရာလုံးမကျော်တင်ဆက်ပြီးတဲ့တင်လေးတွေဆက်ကြည့်လိုက်ကြအောင်နော်သူတို့ကိုကဲသူမဲ့ဖြစ်မနေအောင်အစိုးရအလုပ်ပေးတယ်ဒီညမှာ NUG ဒီလူတို့ကဘုံကျဲတိုင်းခံနေရပါတယ်ဆိုပြီးကဲသူမဲ့စိတ်ဓာတ်မဖြစ်အောင်ရှားတဲ့လက်နက်နဲ့ရှားတဲ့နီးတဲ့စစ်လေတွေကိုပြစ်ပါခွဲပါလေတဲ့အရာရှိတွေကိုပြစ်ဒဏ်ခတ်ပါ congratulation ပါ PW တောင်ကိုလေတဲ့ချောလိုက်တော့အောင်ကြပြီလားတောင်လေတဲ့ကိုချောလိုက်တော့နဲ့ PW ကပြစ်ခတ်တိုက်ခိုက်လိုက်တယ်ရုပ်တယ်တော့ထွက်တယ်အဲ့ဒီမှာဘယ်ရောက်တင်သွားလဲဘယ်နှကောင်မသာပေါ်လဲဘယ်နှကောင်မဆီကြိုက်လဲဆိုတဲ့သတင်းကိုပြောပြမှာအဲ့ဒီကိုဒါထူးတက်ခတ်ရေးတပ်ဖွဲ့တွေနေတယ်ဘယ်သူတွေထပ်ပေါ်လာအောင်မလဲဆိုတော့ပြောပြမှာနောက်တစ်ခုကဝလူမနေ့ကကျွန်တော်ပြောတယ်မန္တလေးနဲ့မက်တီလာမန္တလေးနဲ့တနင်္လာခီနေပြီးတော့နဲ့2နာရီခီဝလူ yes ကနှစ်ထိုးကြီးမြို့နယ် RPG နဲ့ရွေးကြိတ်တာတော့ဘောမတခါလေးမြောက်လာကြည့်တစင်းတယောက်ဒါမှမပြောတော့အဲ့တော့နောက်တစ်ခုကဟင်းတဒလေတဲ့ပုံမိသားစုလိုက်ထွက်ပြေးတာအဲ့ဒီဟာမနေ့ကသတင်းတစ်ခုဘုံဘူးလေတဲ့ပုံကြည့်ဖေတန်းဒီ PRA က
ပြစ်ခတ်ရှင်းလိုက်တယ်အဲ့တဲ့2024ခုနှစ်ကတဲ့ဒါမို့ပြည်သူလူထုကအားရအားနာကြိုးကြတာတွေ့ရတယ်တချို့ကျွန်တော်တော်လိုင်းဘက်ကလူတွေကလည်းဒီသတင်းကိုအစ်စ်လို့ထင်ပြီးတော့ဟိုတောင်းဖြတ်ပြောကြတာပေါ့ဗျာဒါအဖြစ်တော့မဟုတ်ပါဘူးဒါပေမဲ့ပြည်သူလူထုကိုသတင်းစကားပြောမဲ့သူတွေကသတင်းကိုစစ်တင်တယ်လို့ကျွန်တော်ကြံပြုလို့ပါတယ်ပြည်သူလူထုကစိတ်သက်မြင့်တက်လာတယ်ခွန်အားဖြစ်စေတယ်စိတ်သက်ကတက်ကြွလာတဲ့အချိန်မှာဒီသတင်းကမဟုတ်ဘူးအမားပါမဟုတ်2024ခုနှစ်ကဆိုရင်စိတ်သက်ပြန်ကျပါတယ်စိတ်အတက်ကြများလာတယ်များလူတွေကစွန့်ရင်ကုန်ခန်းတယ်လို့ခံစားရတယ်ဒီကြောင့်ဒီပြရမယ်မှာပြောမယ်စစ်တပ်ရဲ့ဝါဒဖြန့်ချီခြင်းတွေကစက်တိုက်လောက်လာနေတာဖြစ်ပြီးစစ်တပ်ကဘယ်ပြစ်မှတ်ကိုအဓိကထားဝါဒဖြန့်ချီလောက်တယ်ဘယ်လိုပုံစံနဲ့လောက်တယ်ဘာဖြစ်နေလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောမယ်အဲ့တော့ဒါကမပြောခင်မှာခုနပြောတဲ့ BWI ရဲ့ short လိုက်တော့တောင်မူလေးတဲ့ကိုတဲ့တဲ့ဖြစ်တာ Jet Fighter နှစ်စီးကင်လိုက်နိုင်ပါတယ်ဗျY8 တစီလုံးဝတော့မရအားဒီဆောင်တလုံးဒုဗိုလ်မှူးကြီးနှစ်ဦးမတာပေါ်ပါတယ်ရှော့ပါတယ်ဗျတာမန်အရှတာလေအုပ်နဲ့အခြားအဆင့်6ဦးတိတ်ဆုံးပြီးကိုတော်နှလုံးပြီးတော့ပျက်စီးခဲ့ကြပါတယ်စုစုပေါင်းတန်ရာရတဲ့လူ12ဦးကိုတော့ဆေးကိုပို့တယ်လို့နောက်ဆုံးသတင်းများရသိရပါတယ်ဆိုတော့ Jet Fighter နှစ်စီးဒီနေ့ကင်းတယ်ဗျဘယ်သူကကင်းတာလဲ BWN ကပူပေါင်းတက်တွေနဲ့အတူကျွန်တော်ရှင်းရှင်းဝေးမပြောတော့ဘူးအဓိကတော်တော်လေးလူကြီးပြောချင်တာအဲ့ဒါကအရန်ခက်နေဟမ်ဆိုတော့ဒီငှက်နှကောင်ကင်းနဲ့ Y8 တစီးကင်းလိုက်တယ်လေဓာတ်ဟာဖြိုဖျက်ရမယ်ကိစ္စလေဓာတ်ဟာမွားစီစီကြည်အောင်ချိန်ပုံရမယ်တက်လေဓာတ်မှာစစ်မှုထမ်းတဲ့ကောင်မှန်တည်းအမှုတ်ကျက်ရမယ်အခြေအနေဒါကမင်းတို့ပြထမ်းတဲ့အတိုင်းပဲငါတို့လိုက်လံတင်ကြားနေတာဖြစ်ပါတယ်လောအောင်ပြေဟင်းတရာကောတနိုင်ငံလုံးနဲ့မင်းတို့ကိုနာဇီတွေလို့ငါတို့နာဇီတွေလို့ထက်ချက်မကွာလိုက်ပြီးတန်ခါပါအဲ့တော့ဒီနေ့မှာဗိုလ်တော်ဘောရဲ့ကျုံးဝါးတဲ့တခုထည့်ပြောချင်ပါသေးတယ်မစုံတန်းခံစစ်ကြီးပဲတိုက်ပါအင်ပီတွေကစခန်းမှန်တည်းတန်ဖို့ထေတာပြောထားကြလို့ပြောလို့ထပ်ပြီးတော့ထူကြတာARDပြန်လာမီလန် ARD လိုက်တာARD ကမ်ပိန်းတခုပေါ့ဗျာဟိုမနေ့က ARD တိုက်စစ်ဌာနရဲ့ကမ်ပိန်းမှာကိုမင်းကိုနိုင်ကပြောပါတယ်အတူတူထိုးစစ်ကြီးဖြစ်လာတာကပြည်သူလူထုကတက်နိုင်ပြီဘက်ကကူညီပါဝင်ကြပါရဲ့တစ်ဖက်မှာမနေ့ကမင်းအောင်လိုင်ကစစ်တိုင်းနေနဲ့စစ်တိုင်းမှုတွေနဲ့တပ်မှုတွေမှန်တယ်ဗျအစည်းအဝေးခေါ်တယ်ထက်တိုက်တွေ့မဲ့စစ်ပွဲကြီးတရက်ရှောက်လာဒီနေ့ကမပြန်လာနောက်တစ်ပတ်မှလာနောက်တစ်လမှလာမဆမရပြီမဲ့မချိုင်ကာလတစ်ခု2025နှစ်မကုန်ပြီဗျာတမန်ဦးကြောင့်တိုက်ပွဲစစ်ပွဲကြီးတစ်ခုတော်လိုင်းတက်တွေနဲ့တိုင်းသားရောက်တက်တွေပူပေါင်းပြီးတော့ဖက်စစ်တပ်ကိုအပြီးတိုင်ဖြိုကြမယ်အထူးတွေထိုးစစ်နိုင်ငံလုံးဆိုင်ရာ operation တပ်ပေါင်းစုတပ်တော်တွေခင်ဗျားတို့မြင်ရလိမ့်မယ်ပြည်သူတွေကူဖို့ပြင်တာထူဖို့ပြင်တာနှုတ်ထွေးဖို့ပြင်တာဂိမ်းဆိုင်ဖို့ပြင်တာခမင်းချက်တွေးကြကြိုကြဆိုကြတရားနာတရားဖြစ်ရင်စိတ်ကူတာပေးကြဖက်စစ်တပ်ကိုရရလက်နဲ့ဆွဲကန်တော်လန်ချဒီပုံစံကိုကြောက်တော့ပြီနေမကောအဲ့တော့မင်းအောင်လည်းစစ်ကိုအတပုံပြနေပြီဖြစ်တယ်ခုနပြောတဲ့ကျွန်တော်တို့တော်လိုင်းတက်တွေဘက်က NUG ဥဆောင်တော့ပေါ့ဗျာနော်တိုင်းသားအရာတွေဥဆောင်တော့တော်လိုင်းတက်တွေအထူးထိုးစစ်တန်တမန်ထိုးစစ်တရင်ထိုးစစ်နော်ပတ်စုံစစ်ပွဲထူလီစစ်ပွဲကြီးဟာဒီနေ့ဆိုရင်ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်ဘာလို့ကြည့်တွေ့နိုင်လဲဆိုတော့မင်းအောင်ရဲ့ lobby တွေဘက်ကမဟုတ်တန်တရားကမောက်ကမကလိန်ကချစ်တွေတရဆက်ထွက်ပြောနေတယ်အသစ်လူတွေလည်းထပ်ဝေးထုတ်လာတယ်လို့ဒီလမ်းပုံးစုံနဲ့ဝါရဖြန့်တဲ့အချိန်တွေတွေ့ရတယ်အဲ့တော့စိတ်သက်စစ်စင်ရေးကိုသူတွန်းလောက်လာတယ်အောင်မြင်တာမအောင်မြင်တာတပိုင်းကျွန်တော်တို့တွန်းလောက်လာတယ်ဆိုတော့သိရတယ်ဘယ်လိုနည်းနဲ့သုံးလဲဆိုထင်အောင်ထင်မှာကိုကြားသိရတဲ့တဲ့တစ်ခုကိုအားထားဖက်စစ်တပ်ကလောက်တာဥမာအိုတင်းခွင်းလို့ကြီးပါကိစ္စလေနဲ့ပုံကျဲတာကိုတစ်ထစ်ကြယုံကြည်မှုကိုစစ်ကောင်စီ lobby တွေတိုက်ကပေါက်ပန်း40အမျိုးစုံပြောတဲ့ခါကျတော့ကိုယုံကြည်တာကိုပြောခဲ့တာဟုတ်မှာဟုတ်ရဲ့လားဆိုတဲ့ထင်အောင်ထင်မှာဖြစ်မှုပုံတံတစ်ခုလောက်ရပါတယ်လုံနေပါတယ်နော်အဲ့တော့တခုခုဖြစ်ရင်ကွာကျွန်တော်တို့အိမ်မှာငငယ်တုန်းကမိဘတွေအိမ်ထဲကတို့ဇပွဲပေါ်တင်ထားတဲ့ပတ်စံမှာကိုကမသိအောင်ယူလိုက်တယ်ကွာမသိမသာစိတ်ရဲကွာဗောနော်စိတ်လဲစားမှုတယ်အဲ့တော့အမေမေတဲ့တာနေပတ်စံတွေ့သေးလားဗောဟာအမေမတွေ့ပါဘူးအမေအထားမားတာနေပါပါတဲ့နော်အမေအထားမားတာနေမှာပါဆိုပြီးစိတ်ကိုလှည့်လိုက်ချိန်ပါအမေကအသက်ကလည်းရတော့ဩအေးငါများအထားမားသလားဒီလိုထင်အောင်ထင်မှားဖြစ်မှုပုံစံတစ်ခုနဲ့စစ်ကောင်စီ lobby တက်တဲ့အ channel ပေါင်းစုံ TikTok ကနီးပေါင်းစုံနဲ့ဝါရဖြန့်နေတာကိုသိပြီပါဒီ
တီးပေးပါပြီးချစ်ပြမယ်ဒီလောက်ကျွန်တော်ဆုံးမပြောဘူးနောက်တစ်ခုကအပြစ်တွေတင်ဒီဇော်ဘုံကြီးတို့အကောင်မျိုးလို့ဆိုဘာလုပ်လဲဆိုရင်သူစစ်တပ်ကအကောင်ကြီးဟိုသူပြောနေတာတလူလိုဒီမှာ NUG ကိုပြောတယ်လို့သူစစ်တပ်ရဲ့မတရားမှုတွေကိုပြောလို့တယ်လို့ဘုလူလည်းညို့တို့ဒီလူလည်းညို့တို့အပြစ်တွေတင်ဟာဇော်ဘုံကြီးကလည်းဒီလိုပဲကြုံမင်းကဒီလိုပဲဒီလိုရှုပ်ရှက်ခတ်အောင်လုပ်ပြတာငါလည်းဟိုသူလည်းမကောင်းဘူးစစ်တပ်လည်းမကောင်းဘူးအဲ့ဒီလည်းမကောင်းဘူးအဲ့ဒီလည်းမကောင်းဘူးတိုင်းတက်လည်းမကောင်းဘူးမကောင်းဆိုပေါ့ပန်း40ပေါင်းစုံကပြောတာစုံနေအောင်ပြောတာအဲ့တော့ပြည်သူလူထုကကြီးကြီးနေရှုပ်နေတာလေကွာတော့ပါပြီဆိုပြီးစိတ်ပြက်ပြီးထွက်သွားစီတယ်နီးနော်တေချာမဲ့နော်နောက်တော့အကောင့်တူတွေအများကြီးနေဘူးဗျလေးတန်းလူအများကြီးပြောပြီးလူတွေထဲမှာဒီကိုကဒါမှန်ပါတယ်လို့ခံခိုင်မှာပြောနေပေမဲ့အကောင့်တွေကောမတီကအများကြီးဖြစ်နေတော့ကိုပဲမှားနေတဲ့ကြောင်ရောက်လုပ်တယ်ခုနထင်အောင်ခင်မှာ online စစ်စင်ရေးနီးဒါတွေဟာကျွန်တော်တို့တော်လိုင်းရေးတွေကို virus တစ်ခုကိုဖြန့်ဝေလာနေပါပြီနော်အဲ့တော့တိုက်ကက်ကဘယ်ဟာလဲတော်လိုင်းဘက်ကခက်ခိုင်မှာရက်တီယုံကြည်နေတဲ့လူတွေကိုတော့စစ်တပ်ဟာဖြိုးဖျက်လို့မရဘူးခက်ခိုင်မှာရက်တီနေတာယုံကြည်ချက်နဲ့ရက်တီနေတာတစ်ဖက်မှာစစ်တပ်အုပ်စုရှိတယ်စစ်တပ်ကိုထောက်ခံသူနဲ့မထောက်ခံသူနှစ်စုကြားတွေကအဖြူနဲ့အမဲကြားတွေကမီးကိုရောင်အုပ်စုဆိုတဲ့တာတဲ့ဘက်ကိုလိုက်မယ်ဆိုတဲ့သူရဲ့ငါနဲ့မဆိုင်ပါဘူးဆိုတဲ့သူတွေအဲ့ဒီနှစ်လိုင်းတွေကိုပြစ်ထည့်တာဖြစ်ပါတယ်အဖြူနဲ့အမဲကြားတွေကမီးကိုရောင်အုပ်စုကိုတင်အောင်ခင်မဖြစ်အောင်လှုပ်ယူပြီးတော့သူ့ဘက်သားဖြစ်အောင်ဆွဲခေါ်တော်လိုင်းရေးကိုအပုတ်ချသူတွေများတဲ့များအောင်လှုပ်ယူတဲ့ပုံစံမျိုးကိုစစ်တပ်ဟာလှုပ်ကိုလှုပ်နေပါတယ်လှုပ်ကိုလှုပ်နေပါတယ်ဒါကြောင့်မို့ဘာလုပ်ရမလဲလူများကြော်ကြီးဘာလို့ရလဲဆိုတော့စစ်တပ်နဲ့ပတ်သက်တဲ့ကျော်စိုးကျော်မင်းပူလူမကဒီကောင်တွေရဲ့တည်င်းမှန်တယ်ဗျဘာပြောချင်ရပြောလုံးဝမကြည့်နဲ့ဘလော့ပြမျက်စိနဲ့ပေါ်လိုက်ကြော်သွားလုံးဝမကြည့်တော့နေဟာစစ်ကောင်စီရဲ့ဝါဒဖြန့်ချီရန်ရကိုအောင်မြင်စေတဲ့နေပဲဖြစ်ပါတယ်တစ်ချက်လေးပဲဒီလိုတို့တော်လိုင်းရဲဘော်တို့ကျွန်တော်မိတ်ဆွေရဲဘော်တို့ဒီသတင်းကောက်ကိုဖြန့်ပေးပါဒီစစ်တပ်ရဲ့ကလင်ကကြီးဝါဒဖြန့်ချီရေးကိုနိုင်ချင်းတစ်ခုပဲလုပ်ပါသူတို့ပြောသမျှဟာလုံးဝမကြည့်ပါနဲ့ဘလော့ပြပါမျက်စိရှိပေါ်လိုက်ကြော်လိုက်ပါအဲ့ဒီတနည်းကလာရင်စစ်တဲ့စိတ်အစစ်စင်ရေးကိုကျွန်တော်တို့တော်လိုင်းပြည်သူတွေနဲ့အတူကျွန်တော်နဲ့အတူအားလုံးရိုက်ချိုးနိုင်မှာဖြစ်ပါတယ်ရှင်းပါတယ်နော်တို့လည်းလို့ရစပါအဲ့တော့ချိုင်းပရက်ဆင်သတင်းစကားလေးရှိနေပါတယ်အဲ့ဆိုတော့ချိုင်းပရက်ဆင်ကိစ္စမြန်မြန်တော့ပြောလိုက်မယ်12000တောင်းတယ်8500ရသွားပြီလို့ရသွားပြီပေးတယ်လို့သိရပါတယ်ဒီအတဲဆုံးလောက်ခလာစားတော့12000 8500ပဲပေးတယ်လိုင်တာချိုင်းအဲ့ဒီတဲ့ဖက်နေထုတ်တဲ့ဆက်လို့14ရက်နေ့မှာစပြီးတပိတ်မောက်တယ်အလုပ်သမား6000လို့မောက်တာဒီကနေ့မှာလှုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ချုပ်ပြီလို့သိရပါတယ်အလုပ်သမားကိုယ်စလဲတွေနဲ့အဲ့တော့12000အစိုးရထောက်ပံ့ခြင်းမပါ12000တောင်းတာကဒါပေမဲ့အစိုးရထောက်ပံ့ခြင်းမပါလောက8000ပေးပါမယ်လို့ဂရိခံပြီးနောက်ဆုံးစာချုပ်ချုပ်တဲ့အချိန်မှာအားလုံးပေါင်းရင်တနေ့ကိုငွေကျပ်8500ရပါမယ်။ဒီလည်းပုံမှန်အတိုင်းပါပဲ။အဲ့တော့သဘောတူညီချက်တွေကိုလုံသမားတွေကိုအတိမပေးပဲလက်မှတ်ထိုးတယ်ဆိုတဲ့သတင်းတွေလည်းကြားရပါတယ်။လုံသမားကိုယ်စားလှယ်ဆိုတဲ့ကိုဦးကလည်းဖုန်းကြီးခေါ်လိုက်ဖုန်းကြီးခေါ်တာဖုန်းကြီးပိတ်လိုက်ပြီးတော့အတွင်းပြဿနာဖြစ်တယ်လို့သိရပါတယ်။အဲ့တော့ဒီစက်ရုံရဲ့12000တောင်းဆိုမှုကတစ်လောက်ကို6000ဟိုက36000တစ်လောက်ကို36000ပဲလာစားတူတောင်းတာပေါ့။တနေ့12000အခုရတဲ့ပတ်စံကကြတော့2,400,000ပဲစားလောက်ကြပြီလားကဲထိုင်းကလူတွေနိုင်ငံတကာကလူတွေဘယ်လောက်ရတယ်တနေ့ကိုဘယ်လောက်ရတယ်တစ်လောက်ဘယ်လောက်ရတယ်မောင်တွေဘယ်လောက်ဖြစ်လဲမရှင်နဲ့သူတို့နိုင်ငံနဲ့ငါတို့နိုင်ငံနဲ့မတူဘူးဆိုရင်လာမပြောနဲ့အလုံးလုံးချင်းရှင်းတာကြီးပဲဒီနဲ့ဒီ6လောက်ဒီမျက်လုံးဒီတရားလေးနဲ့လောက်ရတာပဲသူတို့ကတော့တနေ့ကိုထိုင်းဘက်300 400ရပြီမောင်တွေ9000လောက်ရပြီငါတို့ကမောင်တွေ8500ပဲဘာလို့ရလဲသိလားကိုလုံးမကိုစားရတာတနေ့ကို8 နာရီအတူတူလောက်တာပဲတော့8 နာရီမှာအထင်ချုပ်ဆိုတဲ့ဒီခြေထောက်နဲ့ချုပ်ပြီးဒီမျက်လုံးနဲ့ကြည့်ပြီးချုပ်တာပဲဗမာပြည်ကအထင်ချုပ်တွေကိုဥမာပြောထိုင်းကအထင်ချုပ်ဒါပေမဲ့ထိုင်းမှာကမောင်ဝင်9000လောက်ရပြီဗမာပြည်မှာ8500ပဲရတယ်ဆိုတာဟာကိုလုံးမကိုစားရဲကိုလုံးမကိုစားရတယ်ဆိုရင်တခွန်းပဲပြောချင်တာကအဲ့ဒါစနစ်ပါပဲဒီစနစ်ကြောင့်အလုပ်ချင်း8 နာရီအတူတူဒီအလုပ်ကိုတူတူလုပ်နေခြင်းတောင်လောက်ခလာစားလေးစားပါကိုလုံးမကိုစားရတယ်ဆိုတော့ပြောပြတာအဲ့တော့ဒီအခြေအနေမှာတော့8500ပေးလိုက်ပြီတနင်္လာနေ့မှာအလုပ်ပြန်ဖွင့်မယ်လို့နောက်ဆုံးသတင်းရသိရပါတယ်ဒါကြောင့်ဒီခုတော့အောင်မြင်မှုလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါပေမဲ့တရားမျှတမှုတော့မရှိသေးဘူးကာကန်ရှင်ရဲ့အတန်ဒီသဘောထားစကားတွေကိုကျွန်တော်တို့စောင့်လိုက်အောင်ပဲကျွန်တော်ကပြောပြီးသား9ရက်အတွင်းမဖြေရှင်းရင်ကျွန်တော်လည်းစကားပြောမယ်လို့ကျွန်တော်ပြောပြီးသားလူနဲ့ကြောဇာတတပြီးသားနော်ဒါပေမဲ့ဒီနေ့သဘောတူညီမှုအပေါ်လောကမားကြီးတကယ်ဆန္ဒပါလဲဆိုတာမျိုးနားထောင်နိုင်အောင်နဲ့ချင်းရည်နောက်ဆုံးချင်းကတော့အဲ့လိုရှိပါတယ်
အဲ့တော့ဒီကနေ့မှာလေချောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်နောက်ဆုံးပြောချင်ပါတယ်လေချောင်းနဲ့ပတ်သက်ပြီးတော့လေဘုံချင်းမှုဟာနေ့စဉ်ဖြစ်နေပါတယ်အဲ့တော့နေ့စဉ်ဖြစ်နေတဲ့ကိစ္စအရင်က3ရက်တစ်ချိန်တော့ပဲဘုံချင်းနိုင်တယ်အခုဘာဖြစ်လို့နေ့တိုင်းကိုဘုံချင်းမှုလုံနိုင်တာလဲတနေ့ကို3ချိန်တည်းမနေကျေးတာဘာလို့လုံနိုင်တာလဲဆိုတဲ့အချက်ကျွန်တော်သတင်းစကားမျှဝေပါမယ်အခြားသူတွေကိုလည်းမျှဝေပေးပါအဲ့တော့စစ်ကောင်စီဟာလေတဲ့ကိုပုံစံပြောင်းလိုက်ပါတယ်အရင်တော့ပေမလေတဲ့တွေကနေလေကြောင်းတိုက်ခိုက်မှုလုပ်တာကနေအခုဆိုရင်စစ်လေရင်တွေကိုလေဒက်စကန်8ခုမှာခွဲပြီးတော့စစ်ပတ်ဆိုင်ရာလုံခြုံရေးဆိုင်ရာသူတေသနာရဲ့အကြံပြုချက်အရဘုံမပြတ်ကျင်းနိုင်အောင်မကွေးလေဒက်စကန်ဌာနချုပ်တရားဥလေဒက်စကန်ဌာနချုပ်မော်ဘီလေဒက်စကန်နေပြီးတော့လေဒက်စကန်လေကြောင်းတက်တင်လေဒက်စကန်ဌာနချုပ်ရှန်ဒေတီမီထီလာတောင်ငူလေဒက်စကန်ဌာနချုပ်နတ်ဆန်လေဒက်စကန်ဌာနချုပ်ပတ်သိန်းလေဒက်စကန်ဌာနချုပ်နဲ့အပြင်မင်္ဂလာတော်မြကြီးတာမုံရွာဟုံးလေးတို့မှာလီနေအကုန်ဖြန့်လိုက်ပါတယ်အဲ့ဒီမှာအပေါ်သားတိုက်လီဒီဖြစ်တဲ့ Y30 YAK 130ဘာလို့တိုက်လီ S230 MIG 29အပါဝင်လေရဲရင်ပို့ဆောင်ရေးလေ220ထက်မနေဘူးလက်နက်ခဲနေတဲ့သူဒေတာကန်ဌာနချုပ်တွေအားလုံးကအသင့်ဖြစ်တာပဲကျွန်တော်ခုနပြောတဲ့ဒေတာကန်ဌာနချုပ်အဲ့တော့ဒါဖြန့်ခွဲတိုက်ခိုက်မဲ့ပုံစံဖြစ်ပါတယ်မူရင်းဒေတာကန်ကတော့ဒီလေကမကွေးကြောက်တူဖြစ်ဒါပေမဲ့စီအေးလို့အချက်ကတရားကိုချက်ချင်းရွှေ့မယ်လို့ဆိုတဲ့ရှင်းပြောရရင်တော့ပြင်လွယ်ပြောင်းလဲစီအေးပြပါပုံစံကိုဖက်စစ်တာဟာလုပ်လာပါတယ်အဲ့တော့လေချောင်းကျဲတဲ့ဘုံတွေကိုကျွန်တော်ပြန်လေ့လာကြည့်ရင်ဒီလိုထုတ်တွေကိုတက်နိုင်တော့ဘုံကျဲချတာမျိုးကိုတွေ့ရတယ်နော်ကဘာစာ3နဲ့ကဘာစာ21ကိုတာထုတ်နေတဲ့လေချောင်းဘုံတွေကို3နဲ့အဲ့တော့ကျွန်တော်တို့လေရင်ခွေးတွေကိုတိုက်မယ်လေရင်ခွေးတိုက်ခတ်ရင်မရှင်တွေပေါ်ဆောင်မယ်ဆိုရင်တော့အဓိကလေဒက်စကန်ဖြစ်တဲ့အဓိကလေဒက်စကန်တွေဖြစ်တဲ့မွေးလေဒက်စကန်ဌာနချုပ်တရားဦးမော်ဘီနေပြည်တော်လေဒက်စကန်လေကြောင်းတက်တင်လေဒက်ဌာနချုပ်နဲ့ရှမ်းတဲ့တောင်ငူနတ်ဆန်ပသိမ်မင်္ဂလာတို့မြကြီးနားမုံရွာဟုံးမလေးမှာလည်းရှိပါတယ်အဲ့နေရာတွေကတော့ကျွန်တော်ဟောထိုးဝင်ပြီးလေတဲ့အတိုက်ကောလေရင်ကောဖြူချနိုင်ပဲဆိုရင်တော့ဒီဒေါ်လာကြီးဒီနှစ်မကူးခင်အောင်လန်ထူနိုင်မှာဖြစ်ပါတယ်တိတ်များများဆဆမဟုတ်ဘူးမကွေးတစ်တရားဦးနှစ်မော်ဘီ3နေပြည်တော်4ရှမ်းတဲ့5တောင်ငူ6နတ်ဆန်ခွန်ပသိမ်8ဒီ8ခုက main ဖြစ်ပါတယ်စကန်ဖလိုမှာမင်္ဂလာတို့မြကြီးနားမုံရွာဟုံးလေးဆက်နခုလောက်ပဲရှိပါတယ်ကျွန်တော်တော်လိုင်းရဲဘော်တွေလုံနိုင်မယ်လို့ယုံကြည်တော်လိုင်းရဲအထောက်ထက်ဆုံးသောအောင်ပွဲဖြစ်ဖို့အဓိကလေဒက်စကန်၈ခုကိုဖြုံချရပါလိမ့်မယ်ဘယ်လိုနည်းနဲ့ဖြုံချင်တယ်လို့ဖြုံဒီပဲရှုပ်လို့ပြပဲချအဆင်နဲ့ပတ်လောက်ဝဲနဲ့ပြစ်တက်စီနဲ့ပြန်ပြီးကြိုက်တယ်လို့ဗျာကြိုက်တယ်လို့ပုံစံနဲ့ကြိုက်တဲ့နီးနာနဲ့လို့ဒါပေမဲ့လေချောင်းနဲ့ပတ်သက်တဲ့အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုဖွဲ့ပြီးတော့ဒီလေဒက်စကန်၈ခုကိုရတဲ့နီလန်ပေါင်းစုံနဲ့တိုက်ခတ်ကြပါလို့အထူးတိုက်တွန်းလုပ်ပါတယ်။ဒါစကားပြောတာတော့မလွယ်ဘူး။ကျွန်တော်တို့မျှော်လင့်တာပြည်သူလူထုကလည်းမျှော်လင့်တဲ့စကားမျိုးကျွန်တော်ပြောပေးတာဖြစ်ပါတယ်။ဒီနေ့တော့တောင်ကိုစဆော့ပါပြီ။ PW ပဲ။ခုနကကျွန်တော်ပြောပြီး။ကဲချုပ်လိုက်မယ်။ဆိုတော့ဒီအချိန်မှာလေဒက်နဲ့ပတ်သက်ပြီးတော့ပုံကျဲနေတယ်။နေရာနဲ့ကိုပုံကျဲနေတယ်။ငါတို့ဘာလို့လဲလူမျိုးချုပ်ကြီး။ကမ္ဘာသမိုင်းမှာလေကျွန်တော်တို့သိနေတဲ့အင်္ဂလိပ်တွေပေါ့ဗျာ။ဗြိတိန်တို့ခေါ်တဲ့အင်္ဂလိပ်တီလောက်ကမ္ဘာမှာပုံကျဲခံရတဲ့နိုင်ငံဘုံကျဲခံလိုက်ရတဲ့အခြေမရှိဘူးဒါပေါ်ဗြိတိရှတွေကြံ့ခံခဲ့တယ်ဗျကျွန်တော်ပြောပြမယ်ရှစ်လနဲ့9ရက်တိုင်ဘုံကျဲတာကလည်းနာစီဂျာမနီကကျဲတာရှစ်လနဲ့9ရက်တိုင်ညစဉ်ဘုံကျဲတာလူထောင်တဲ့ချီသေးတာဘုံခုချင်းတွေကိုဘုံတစ်လုံးကြိုက်တာစင်းတဲ့ချီသေးခဲ့ကြတာကလေးတွေဆိုရင်အပိုင်ပိုင်ဖြစ်ခဲ့ကြတာဒါကိုသူတို့ကြံ့ခံခဲ့ဂျာမန်တို့ရဲ့နာဇီတို့ရဲ့ဘုံတံကိုဗြိတိန်ဘယ်လိုချက်ချခံခဲ့လဲဆိုတဲ့တမိုင်းဝင်စိတ်ဓာတ်ကမ္ဘာမှာစံပြုစရာဖြစ်ရှိခဲ့တယ်ဘယ်လိုရင်ဆိုင်ကြော်လွားခဲ့တယ်သူတို့ကိုကယ်သူမဲ့ဖြစ်မနေအောင်အစိုးရအလုပ်ပေးတယ်ဒီညမှာ NUG ဒီလူတို့ကဘုံကျဲတိုင်းခံနေရပါတယ်ဆိုပြီးကယ်သူမဲ့စိတ်ဓာတ်မဖြစ်အောင်ရှားတဲ့လက်နက်နဲ့ရှားတဲ့နီးတဲ့စစ်လေတွေကိုပြစ်ပါခွဲပါလေတဲ့အရာရှိတွေကိုပြစ်ဒဏ်ခတ်ပါအဲ့တော့ခုနဗြိတိရှတွေကဆိုရင်ရှိတဲ့လက်နက်နဲ့ခံပစ်တယ်ဘိုင်ဖယ်နဲ့ပစ်တယ်ဒီလူတို့ကကြည့်ဟာငါတို့ကာဝယ်မဲ့သူတွေရှိတယ်ကဲသူမဲ့မဖြစ်နေတဲ့စိတ်ဓာတ်ဟာရှင်းတန်နိုင်တဲ့စိတ်ဓာတ်ဖြစ်စီခဲ့ပါတယ်လက်စင်းပေးမဲ့သူတွေမဟုတ်ဘူးရသမျှနဲ့ခုခံမယ်ဆိုတဲ့စိတ်ဓာတ်မျိုးပါနံပါတ်1စုစုကြီးကြီးရေရေမောမောပျော့ပျော့ရွှင်ရွှင်စုစည်းနေထိုင်မှုကိုကျင့်သုံးပါတယ်ဘုက္ခုချင်းထဲမှာတယောက်နဲ့တယောက်ခေါင်းကြီးရိုက်ပြီးအိတ်ခဲ့ကြတဲ့အခက်အခဲတွေကြော်လွားခဲ့ကြတယ်အဲ့တော့သူတို့ကိုစစ်မြေပြင်ထိလာပြီးဖျော်ဖြေပေးတဲ့သူတွေရှိတယ်တယောက်တည်း
တိတ်လွာတဲ့အထီးကျန်နေသလားအထီးကျန်နေတဲ့ပုံစံမျိုးမဖြစ်အောင်ထိတွေ့တယ်စိတ်ထွက်ပေါက်ရစရာတွေကိုရှာချမ်းပြီးအချင်းချင်းအားပေးနှွေးထွေးကူညီရတယ်ကြစီဆုံးရှုံးမှုတွေကိုတောကတွေကိုဟာတလုံးပြကြတယ်ကြက်ခံခဲ့ကြတယ်ဟာဒီအိမ်ပြိုသွားပြီဘုံကျဲလိုက်လို့ဒီအိမ်ပြိုတာနောက်ထပ်ကောင်းတဲ့အိမ်ကြီးရချင်ဖို့လေဆိုရဲစိတ်ထွက်ပေါက်တွေနဲ့ရှင်းတန်ခဲ့ကြတယ်နောက်ပြီးတော့သူတို့ရက်တည်နေတာဟာလေမှန်ကန်ပြီးတရားမျှတတဲ့အတွက်မကောင်းဆိုးဝါးဟစ်တလာရဲ့တန်ကိုခံနိုင်ပြီးနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ရှိတယ်ဒါကျွန်တော်တို့တော်ရင်စိတ်တက်ပဲကျွန်တော်တို့ကလေငါတို့တရားမျှတမှုကိုဆောင်ရွက်နေတယ်တိုင်းပြည်ကိုအနာဂတ်ကိုတည်ဆောက်ဖို့ကြိုးစားနေတယ်ငါတို့မှန်ကန်တယ်ဒီမှန်ကန်မှုချော့မယ်မင်းအောင်နိုင်ကိုနိုင်ရမယ်ဆိုတဲ့ယုံကြည်မှုရှိရမယ်နောက်တစ်ချက်အရေးကြီးတယ်တန်းတူညီမျှမှုလုပ်ရတယ်အစိုးရဟာနိုင်ငံသားတိုင်းကိုတန်းတူညီမျှဖြစ်အောင်လုပ်ပေးတယ်အကင်နန်းတော်ကိုဘုံကြည့်တာနဲ့အဲ့ဒီကမိဖုရားကြီးကပြည်သူနဲ့အတူဘုံခုတ်ခြင်းထဲမှာနေရမှာမို့လို့ဝမ်းသာအားရဖြစ်တယ်ဗျကဲအဲ့ချိန်မှာငါဝင်ကြီးပဲငါဝင်ကလေးပဲငါက PDF ကငါပါကပါဆိုလဲထောင်ထောင်သွားတွေရှောင်းပြည်သူနဲ့တရားတွေတန်းတူညီမျှနေပါကူပါထူပါမြေတာရက်ခံပါလေဘုံကျက်ခံရတဲ့နေရာတွေကိုတဲ့ပျက်စီးဆုံးရှုံးဖြစ်နေတဲ့နေရာတွေ wisdom charge ဟာကိုယ်တိုင်တွားပြီးအပေးစကားပြောတယ်သူ့နိုင်ငံကိုကြည့်ပြီးဂျာမန်တို့ရဲ့ရုပ်ပုံမှုကိုအန်ကျစ်ပြီးမျက်ရည်တောက်ဘူးတဲ့ကောင်ကကြောက်လေဝင်မလေးဘူးရှာတဲ့ကောင်းဆောင်ပြီးတာမကြမ်းခံနိုင်မဲ့စိတ်သက်ဖြစ်ပါတယ် wisdom charge တို့ကောင်းဆောင်မျိုးလုပ်အပ်ပါတယ်နောက်ဆုံးချက်ကတာလီဘန်တို့ American leader sorry တာလီဘန်တို့ဒီ Afghan leader ကိုဘယ်လိုဖြိုခဲ့တယ်နော်ဒီအကောင်တို့ဟာ American ကျဲချတဲ့ဘုံတက်ကြီး8000လောက်ကိုကြက်ခံပြီးဘယ်လိုရဆိုင်ကလေးဆိုတဲ့အခြေအနေတွေကိုအတုံးချပါတာလီဘန်တွေရာပြီးလေရင်မှုတွေမှန်သမျှအကုန်စင်းရင်းလုပ်ပြီးဆော့ပလော်တီးတာဗျဒီလိုတော့အားလုံးကျေးဇူးတင်ကဲဟုတ်ပြီနော်ဆရာလူမဲ့ကြော်တင်ဆက်ပြီးတဲ့တဲ့လေးတွေကတော့ပါပဲကဲဟုတ်ပြီကျွန်တော်နော်ကိုစီကိုရဲဘော်ရှန်လေးဆရာလူမဲ့ကြော်တော့တင်ဆက်ပြီးတော့တဲ့ပေါ်ပြည်သူ့ဂျာမန်တုံးတက်ချက်လေးတွေကို comment မှာရေးပြကြပါအဆုံးထိကြည့်စုတဲ့တို့ရောက်စီတဲ့အရန်ကျေးဇူးတင်ပါတယ်ဆရာတို့နောက်တဲ့အစ်စ်လေးတွေနဲ့ပြန်ဆောင်ကြရအောင်နော် okay bye bye